မင်္ဂလာပါစာလင်းခရိုရှေမှာကျေးဇူးပါတယ်အခုထိုးပြပေးမှာကဒီဘဝလေးပေါ့နော်ဒီဘဝလေးထိုးပြပေးမှာပါဒီဘဝလေး pattern လေးကလည်းလွယ်လွယ်လေးနဲ့လာရဲဆိုတော့လိုက်ပြီးထိုးကြည့်လို့အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်နော်ဒီဘဝလေးကိုထိုင်းတိုးမွေးချီ3 blind SI 1.5 mm နဲ့ထိုးမှာပါနော်လိုက်ထိုးမယ်ဆိုရင်ထိုင်းတိုးမွေးချီလေးမရဘူးဆိုရင်လည်း poly 8 blind မြန်မာချီ2 blind 3 blind site လေးနဲ့ထိုးလို့ရပါတယ်နော်အရင်ဆုံးချိန်လေးစပြီးထိုးမယ်နော်ချိန်လေးစပြီးထိုးဖို့ dress slit knot လေးလုပ်ပါမယ်နော် slit knot လေးလုပ်ပြီးတော့ရင်ချိန်ထိုးမယ်ပေါ့နော်ချိန်ကဘယ်လောက်ထိုးမလဲဆိုရင်ဒါကကိုလိုချင်တဲ့ပေါ့နော်ကိုလိုချင်တဲ့အကျယ်ပေါ့နော်အကျယ်အတိုင်းတာရောက်တဲ့ထိထိုးလို့ရပါတယ်ပြင်တော့ဒါဆိုရင်ချိန်လေးကိုဘယ်ထိထိုးမလဲဆိုတော့9လက်မပေါ့နော်9လက်မလောက်ရောက်တဲ့ထိထိုးမယ်9လက်မရောက်တဲ့ထိထိုးပြီးသွားပြီဆိုရင်နောက်ထပ်12ချိန်ပေါ့နော်12ချိန်ထပ်ပြီးထိုးလိုက်မယ်နော်9လက်မလောက်ရောက်တဲ့ထိထိုးပြီးသွားရင်12ချိန်ထပ်ထိုးမယ်ပြီးသွားပြီဆိုရင်တိုင်ရှည်ထိုးမယ်ပေါ့နော်တိုင်ရှည်လေးကိုဘယ်နားမှာထိုးမလဲဆိုတော့4ချိန်မြောက်မှာထိုးမယ်ပေါ့နော်အဲဒါဆိုရင်ဒီမဲ့1 2 3 4ချိန်မြောက်မှာဝင်ပြီးထိုးမယ်ပေါ့နော်1 2 3 4ဒီ4ချိန်မြောက်4ချိန်မြောက်မှာဝင်ပြီးတော့တိုင်ရှည်လေးတစ်တိုင်းထိုးလိုက်မယ်နော်တိုင်ရှည်တစ်တိုင်းထိုးပြီးသွားပြီဆိုရင်တိုင်ရှည်တစ်တိုင်းထိုးပြီးသွားပြီဆိုရင်ဒီက3ချိန်မြောက်ပေါ့နော်1 2 3ဒီ3ချိန်မြောက်မှာမချိတ်လေးမတ်ခဲလိုက်မယ်နော်3ချိန်မြောက်မှာမချိတ်မတ်ခဲလိုက်မယ်နော်အဲ့ဒါကိုအဲ့3ချိန်မြောက်ကဟာကိုဒီဟာကိုတစ်တိုင်းလို့တတ်မှတ်မယ်ပေါ့နော်အဲဆိုရင်အခုထိုးလိုက်တာနဲ့ဆိုရင်2တိုင်းဖြစ်သွားပြီပေါ့နော်အဲဆိုရင်အဲ့ရဲ့ပေါက်ထဲမှာပဲပေါ့နော်အဲ့ပေါက်ထဲမှာပဲနောက်ထပ်3တိုင်းတိုင်3တိုင်းထပ်ပြီးတော့ဝင်ထိုးမယ်အဲဆိုရင်စုစုပေါင်း9တိုင်9တိုင်းဖြစ်သွားမယ်ပေါ့နော်အဲဆိုရင်1 2 3 4 5ဒီမချိတ်မထားနဲ့ဆို9တိုင်းဖြစ်သွားမယ်ပြီးသွားရင်ချိန်ကို3ချိန်ထိုးလိုက်မယ်နော်ချိန်3ချိန်ထိုးပြီးသွားပြီဆိုရင်ခြီကိုရစ်မယ်6ချိန်မြောက်မှာတိုင်ရှိတဲ့တိုင်ဝင်ထိုးမယ်ပေါ့နော်အဲ့တော့1 2 3 4 5 6ဒီနေ့3 4 5 6ချိန်မြောက်မှာတိုင်ရှိတဲ့တိုင်ဝင်ထိုးမယ်ပြီးသွားရင်ချိန်3ချိန်တက်မယ်အဲ့လိုပဲ6တိုင်မြောက်မှာဝင်6ချိန်မြောက်မှာဝင်ထိုးမယ်ပေါ့နော်1 2 3 4 5 6နော်အဲ့ဆိုရင်ဒီ6ချိန်မြောက်မှာဝင်ပြီးတော့တိုင်ရှည်လေးဝင်ပြီးတော့ထိုးလိုက်မယ်နော်အဲ့နောက်မှာကျတော့တိုင်ရှည်ကဘယ်နှတိုင်ထိုးမလဲဆိုတော့ခါကျတော့တိုင်ရှည်ကို4တိုင်ဝင်ပြီးတော့ထိုးမယ်နော်အဲ့တပေါက်ထဲမှာပဲနော်အဲ့ပေါက်ထဲမှာပဲတိုင်ရှည်4တိုင်ဝင်ထိုးမယ်တော့2 3 4နော်4တိုင်ဝင်ထိုးပြီးသားဆိုရင်ချိန်2ချိန်တက်မယ်ပြီးတော့ရင်အဲ့အပေါက်ပေါ့နော်အဲ့အပေါက်ထဲမှာပဲနောက်ထပ်4တိုင်ထပ်ပြီးထိုးမယ်ဒီ2 3 ပြီးသွားပြီဆိုရင်ချိန်3ချိန်ထိုးမယ်1 2 3 3ချိန်ထိုးမယ်ပြီးသွားရင်6ချိန်ချမယ်ပေါ့နော်အဲ့တော့1 2 3 4 5 6နော်6ချိန်မြောက်မှာတိုင်ရှည်တစ်တိုင်းဝင်ပြီးတော့ထိုးမယ်နော်မှာတိုင်ရှည်တစ်တိုင်းဝင်ထိုးလိုက်မယ်ပြီးသွားရင်3ချိန်1 2 3ပြီးသွားပြီဆိုရင်တိုင်ရှည်6ချိန်မြောက်မှာတိုင်ရှည်တစ်တိုင်းဝင်ထိုးမယ်နော်တော့1 2 3 4 5 6ဒီ6ချိန်မြောက်မှာတိုင်ရှည်ဘယ်နှတိုင်လဲဆိုတော့4တိုင်ဝင်ထိုးမယ်နော်4တိုင်ထိုးပြီးသွားပြီဆိုရင်2ချိန်ချလိုက်မယ်ပြီးသွားရင်အဲ့ပေါက်ကျဲကြီးထဲမှာပဲအဲ့ပေါက်ထဲမှာပဲနောက်ထပ်4တိုင်ထပ်ထိုးမယ် န
နော်၄တိုင်းထိုးပြီးသွားပြီဆိုရင်ချိန်1 2 3ချိန်ချမယ်ပြီးသွားရင်6ချိန်မြောက်1 2 3 4 5 6ချိန်မြောက်မှာတိုင်းရှည်တစ်တိုင်းဝင်ထိုးမယ်နော်အဲဆိုရင်ပတ်တန်လေးကအတိုင်းပဲထိုးလာခဲ့တော့မှာနော်ပြီးရင်1 2 3ချိန်ပြီးရင်6ချိန်1 2 3 4 5 6ဒီ6ချိန်မြောက်မှာ4တိုင်းဝင်ပြီးတော့ထိုးမယ်နော်4တိုင်းဝင်ထိုးမယ်ပြီးတော့ရင်2ချိန်ချမယ်4တိုင်းဝင်ထိုးမယ်ပေါ့နော်အဲဒါဆိုရင်ပတ်တန်လေးကတော့ဒီရှေ့အတိုင်းပဲအဲ့လိုမျိုးလေးပဲထိုးလာခဲ့တော့မှာနော်ဟိုဘက်အဆုံးရောက်တဲ့အထိအဲ့ဒါဆိုရင်ဒီမှာထိုးလိုက်နေပေါ့နော်ဒီမှာကဒီတတိုင်းထိုးမယ်ပြီးသွားရင်ဒီမှာ6ချင်းချပြီးတော့တပွင့်ထိုးမယ်ပေါ့နော်တပွင့်ထိုးပြီးသွားရင်ဟိုဘက်မှာကပေါ့နော်6ချင်းချပြီးတော့အဲ့ခါကျရင်တိုင်ထိုးရမယ်ပြီးရင်6ချင်းချပြီးတပွင့်ထိုးရမယ်ပေါ့နော်အဲ့လိုထိုးဖို့အတွက်ဒီဘက်မှာမလောက်တော့ဘူးပေါ့နော်မလောက်တော့ဘူးအဲ့ဆိုရင်အဲ့လိုမျိုးမလောက်နိုင်ဘူးဆိုရင်အဆုံးသက်လိုက်မယ်ပေါ့နော်သူကအပွင့်နဲ့ပဲဆုံးမှာဆိုတော့လေအခုဒီမှာဆိုရင်အပွင့်ထိုးလိုက်ပြီဆိုရင်ဟိုဘက်မှာကနောက်ထပ်ပေါ့နော်တတိုင်းနဲ့တပွင့်ထိုးဖို့အတွက်လေချိန်မလောက်တော့ဘူးအဲ့ဒါဆိုရင်အတိုင်းလေးထားခဲ့လိုက်မယ်နော်ဒါကကိုထိုးခဲ့တဲ့ဟိုချိန်ပေါ်မှာမူတည်ရနော်ကျွန်တော်ကချိန်ရည်အတွက်ကိုလေးတွက်ပြီးတော့မှထိုးရမှာရှုပ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ပို့ပြီးတော့ထိုးခဲ့ပြီးတော့မှကိုဒီတိုင်းအတိုးလျှော်လေးလုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့ဆိုရင်အခုက6ချိန်မြောက်1 2 3 4 5 6ချိန်မြောက်မှာထိုးလိုက်မယ်နော်ဒါအဆုံးသက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘက်မှာ9တိုင်းထိုးလိုက်မယ်ပေါ့နော်1 3 4 5တိုင်းထိုးလိုက်မယ်နော်ဘာလို့လဲဆိုတော့ကျွန်တော်ဒီဘက်မှာက6တိုင်းချပြီးတော့တစ်တိုင်းထိုးမယ်ပေါ့နော်တစ်တိုင်းထိုးမယ်ပြီးရင်6တိုင်းထားချပြီးတော့တပွင့်ထိုးဖို့အတွက်မလောက်တော့ပေါ့နော်အဲဆိုဒါလေးကခြံထားခဲ့မယ်ပြီးကြမှာဒီဟာကကြိုးစားဖြတ်ပြီးတော့ဒီနားမှာအဆုံးသက်မှာပေါ့နော်အဲဆိုရင်ဒီလိုလေးရမယ်နော်ဒါမျိုးလေးရမယ်နော်အပြီးသွားပြီဆိုရင်နောက်တစ်တန်းတက်မယ်နောက်တစ်တန်းတက်ဖို့အတွက်ချိန်3ချိန်ထိုးမယ်ဒီနေ့3ချိန်ထိုးမယ်3ချိန်ထိုးပြီးသွားပြီဆိုရင်ဒီဘက်ကိုပြန်ပြီးတော့လဲမယ်ဒီဘက်ကိုပြန်လဲပြီးသွားပြီဆိုရင်အခုကဒီမှာက9တိုင်းထိုးခဲ့ပေါ့နော်9တိုင်းထိုးခဲ့ဆိုရင်ဒီပေါ်မှာရော့သွားမှာပေါ့နော်အဲ့တော့ဒီပေါ်မှာ4တိုင်းထိုးမယ်4တိုင်းထိုးမယ်ဆိုတော့ခါကျတော့အခုကချိန်3ချိန်ကိုတစ်တိုင်းလို့ထိုးပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီနောက်ဆုံးတိုင်မှာပေါ့နော်ဒီနောက်ဆုံးတိုင်မှာနောက်ထပ်3တိုင်ဝင်ပြီးထိုးမယ်တော့ဒီနေ့3နောက်3တိုင်ဝင်ထိုးပြီးသွားပြီဆိုရင်ချိန်ကို3ချိန်ချမယ်ဒီနေ့3ချိန်ချမယ်အပြီးသွားပြီဆိုရင်ဒီတိုင်မှာလာဝင်ထိုးမှာပေါ့နော်ဒီတတိုင်နဲ့ဖြစ်နေတဲ့တိုင်မှာလာပြီးတော့ဝင်ထိုးမယ်အဲ့ပေါ်မှာဝင်ပြီးတော့ထိုးလိုက်မယ်တတိုင်နော်တတိုင်ထိုးပြီးသွားပြီဆိုရင်ချိန်2ချိန်ပြီးသွားရင်အဲ့ပေါက်မှာပဲတတိုင်ပြန်ဝင်ထိုးမယ်နော်အဲ့ပေါက်မှာပဲဒီပေါက်မှာပဲတတိုင်ပြန်ဝင်ထိုးမယ်နော်ဒီလိုမျိုးလေးရမယ်နော်အပြီးတိုင်းဆိုရင်ပုံမှန်တိုင်းပဲတပွင့်နဲ့တပွင့်ဆိုရင်ကြားထဲမှာက3ချိန်ချတယ်အပြီးသွားရင်ဒီလေကောင်ကအပေါက်ချိန်မှာနော်ဒီမှာကဒီအောက်မှာက4တိုင်ထိုးခဲ့တာပေါ့နော်4တိုင်ထိုးခဲ့တာဆိုတော့ခါကြတော့ဒီမှာ4တိုင်2ချိန်4တိုင်ထိုးခဲ့ရဆိုရင်အခုက3တိုင်ဝင်ထိုးမယ်ဒါဒီနေ့3တိုင်ထိုးမယ်ပြီးရင်2ချိန်ချမယ်အဲ့ဒီပေါက်ထဲမှာပဲ3နိုင်ပြန်ပြီးတော့ဝင်ထိုးမယ်မပြီးရင်တပွင့်နဲ့တပွင့်ကြားထဲမှာက3ချိန်ချမယ်နောက်3ချိန်ချပြီးသွားရင်ဒီမှာကဒီတိုင်ပေါ်မှာဝင်ပြီးတော့ထိုးမယ်ပြီးရင်2ချိန်ထိုးမယ်ပြီးရင်အဲ့တိုင်မှာပဲပြန်လာပြီးတော့ဝင်ထိုးမယ်အဲ့တိုင်ပဲထိုးလာခဲ့မယ်နော်ပြရဆိုရင်ဒီမှာအဆုံးရောက်သွားပြီပေါ့နော်အဆုံးရောက်သွားပြီဆိုရင်ဒီမှာမချိတ်မခဲတိုင်လေးမချိတ်မခဲတဲ့နေရာလေးရှိရနော်အဲ့မချိတ်မထိုင်နေရာမှာဝင်ပြီးတော့ထိုးမယ်ပေါ့နော်ဒါက3ချိန်မြောက်ပေါ့နော်3ချိန်မြောက်မှာမခဲတာဖြစ်တဲ့အတွက်ဒီ3ချိန်မြောက်မှာဝင်ပြီးတော့ထိုးလိုက်မယ်နောက်ဘယ်တိုင်းထိုးမှလဲဆိုတော့သူက4တိုင်းထိုးမှာပေါ့နော်ဆာချင်းတော့တယောက်မောက်က5တိုင်းထိုးခဲ့တာဆိုတော့အခု4တိုင်းထိုးမယ်နောက်ပြီးကြပြီဆိုရင်ချိန်
3ချိန်တက်မယ်တကယ်လို့ကိုကပေါ့နော်မမိနိုင်ဘူးဆိုရင်တော့ဒီ3ချိန်မြောက်နေရာမှာမတ်ကျိတ်လေးမှတ်ခဲ့လို့ရရင်နော်အပေါက်လေးရောသွားမှာဆိုရင်နော်မဟုတ်ရင်သူကအဲ့နေရာမှာမဟုတ်ပဲတခြားနေရာမှာပေါ့နော်နောက်ထပ်အဆုံးတက်လို့ထိုးတဲ့ခါကျရင်အဲ့နေရာမဟုတ်ပဲတခြားနေရာထိုးရင်ဒီလိုမျိုးတစ်ဖြောင်နဲ့မနေတော့ဘူးပေါ့နော်ကိုယ်သွားမှာပေါ့နော်အဲ့လိုမျိုးရှိရင်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့မမိနိုင်ဘူးဆိုရင်မကျိတ်လေးမှတ်ခဲ့လို့ရတယ်ပြီးရင်ဒီဘက်ကိုလဲမယ်အဲဆိုတော့အခု4တိုင်းထိုးထားတာဆိုတော့ခါကျတော့3တိုင်းထိုးမယ်နော်အဲ့တော့ဒီတိုင်းမှာပဲ3တိုင်းဝင်ပြီးတော့ထိုးမယ်နော်အဲ့တော့ချိန်3ချိန်5တိုင်းလို့တတ်မှတ်မယ်ဆိုတော့1 2 3တိုင်းထိုးမယ်ပြီးရင်3ချိန်ချမယ်ပြီးတော့ရင်ဒီမှာကျတော့2တိုင်းလာပြီးတော့ဝင်ထိုးမယ်ပေါ့နော်ဒီပေါက်ကျဲရဲ့ဝင်ပြီးတော့2တိုင်းထိုးမယ်ပြီးရင်2ချိန်ချမယ်ပြီးရင်2တိုင်းထိုးမယ်နော်ပြီးတော့ရင်ချိန်3ချိန်ချမယ်ပြီးရင်ဒီအပေါက်မှာကကြတော့သူကရော့သွားမှာပေါ့နော်သူကအခုဆိုရင်4 3နှစ်ပေါ့နော်ဒီဟာက2တိုင်းပဲဖြစ်တော့မယ်2တိုင်းထိုးမယ်2ချိန်ချမယ်2တိုင်းထိုးမယ်ပြီးတော့ရင်ချိန်3ချိန်3ချိန်ချမယ်ပြီးတော့ရင်ဒီပေါက်မှာပေါက်ချိန်မှာ2တိုင်းထိုးပြီးရင်2ချိန်ချမယ်ပြီးရင်2တိုင်းပြန်ထိုးမယ်နော်အားဆိုရင်အတိုင်းလေးပဲထိုးလာခဲ့မယ်နော်ပြီးရဆိုရင်အဆုံးတက်နာရောက်ပြီဆိုရင်အဆုံးတက်မှာကြတော့3တိုင်းဝင်ပြီးတော့ထိုးမယ်နော်နော်ဆုံးတက်က5 4 3တိုင်းဝင်ပြီးတော့ထိုးမယ်ပြီးသွားရင်သူကကြတော့ဒီအပွင့်ရပေါ့နော်အပေါ်ရောက်ရင်ရော့သွားမှာပေါ့နော်ဒီဟာကကြတော့ပွားသွားမှာနော်အဲဆိုရင်ချိန်3ချိန်ထိုးမယ်ပြီးရင်ဒီဘက်ကိုပြန်လှည့်မယ်2တိုင်းထိုးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီချိန်3ချိန်က1တိုင်းပြီးရင်နောက်ထပ်1တိုင်းဝင်ပြီးတော့ထိုးမယ်ဆို2တိုင်းပေါ့နော်2တိုင်းထိုးပြီးသွားပြီဆိုရင်3ချိန်ချမယ်ပြီးသွားရင်ဒီပွင့်ပေါ့နော်ဒီပွင့်မှာကြတော့ပွားသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့3တိုင်းထိုးမယ်ပြီးရင်2ချိန်ချမယ်ပြီးရင်3တိုင်းထိုးမယ်ပြီးရင်3ချိန်ချမယ်ပြီးတော့ရင်ဒီမှာရော့သွားမှာပေါ့နော်ဒီမှာ4 3 2 1နော်ဒီမှာရော့သွားမှာဆိုတော့1တိုင်းပဲဖြစ်မယ်1တိုင်းဆိုတာက1တိုင်းထိုးမယ်2ချိန်ချမယ်1တိုင်းထိုးမယ်ပြီးရင်3ချိန်ချမယ်3ချိန်ချပြီးသွားရင်ဒီမှာကြတော့ပွားမှာဆိုတော့3တိုင်းထိုးမယ်ပြီးရင်2ချိန်3တိုင်းနားပြီးသွားပြီဆိုရင်3ချိန်ဒီမှာကရှော့မယ်ဆိုတော့ခါကြတော့1တိုင်းပဲထိုးမယ်2ချိန်ချ1တိုင်းနားဆိုရင်နောက်ကိုအဲ့လိုလေးဆက်ပြီးတော့ထိုးလာခဲ့မယ်ဒါဆိုရင်ဒီမဲ့နောက်ဆုံးမှာက5 4 3နှစ်เนาะ2တိုင်းဖြစ်မယ်เนาะနောက်ဆုံးက3ချိန်မြောက်မှာ2တိုင်းဖြစ်မယ်ဒီဒါပြီဆိုရင်ဒီနေ့3သူကကြတော့အခုကကြတော့1တိုင်းပဲဖြစ်တော့မယ်ပေါ့နော်1တိုင်းပဲဖြစ်တော့မယ်ဆိုတော့ဒီ3ချိန်ပဲဆိုရပြီမနော်ရပြီပြီးသွားရင်သူကဒီ3ချိန်က1တိုင်းပေါ့နော်1တိုင်းပြီးသွားပြီဆိုရင်ထပ်ပြထိုးကြမလို့တော့ပေါ့နော်နှစ်ပြီးရင်1ဆိုတော့ခါကြအဲ့ဆိုရင်ဂျားထဲမှာခြားတယ်ချိန်3ချိန်ထိုးမယ်ဆိုတော့နောက်ထပ်1 2 3ချိန်ပြန်တက်လိုက်မယ်ပြီးသွားရင်ဒီဘက်ကိုလဲမယ်နော်ဘက်ကိုလဲမယ်ပြီးသွားပြီဆိုရင်ဒီမှာကကြတော့တိုင်းပွားမှာပေါ့နော်အဲ့တော့2 3ပြီးရင်4လာမယ်နော်အဲ့တော့4တိုင်းဝင်ထိုးမယ်ပြီးသွားရင်2ချိန်ချမယ်ပြီးသွားရင်4တိုင်းထိုးမယ်
ပြီးသွားရင်ဒီနေ့3ချိန်ချမယ်ဒီမှာကကြတော့တိုင်လျှော့မှာပေါ့နော်လျှော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာကနှစ်တိုင်ထိုးပြီးသွားဆိုတော့တစ်တိုင်ပဲဝင်ပြီးထိုးရတော့မယ်နောက်ပြီးသွားရင်ဒီနေ့3ချိန်ဒီမှာကပွားမယ်ပေါ့နော်ဒီအောက်က3တိုင်ထိုးတာဆိုတော့ဒီပေါ်မှာ4တိုင်ထိုးမယ်ပြီးရင်နှစ်ချိန်ချမယ်ပြီးရင်4တိုင်ပြန်ထိုးမယ်အဲ့ချိန်နဲ့ပဲကွင်းနေမှာပဲပြီးရင်3ချိန်နောက်လာဆိုရင်ဒီမှာကတတိုင်ထိုးမယ်အဲ့တိုင်လေးပဲထိုးလာခဲ့မှာပေါ့နော်ဒီပတ်တန်တိုင်းလေးပဲထိုးလာခဲ့မယ်ဒီဘက်ဆွန်နာလေးရောက်တဲ့အထိပြီးတော့ဆိုရင်ဒီဘက်နောက်ဆုံးမှာကတတိုင်ပဲထိုးရတော့မယ်ပေါ့နော်ဒီ3ချိန်မြောက်မှာတတိုင်ဝင်ထိုးမယ်အပြီးသွားပြီဆိုရင်ပြန်ပြီးပွားရတော့မယ်ပေါ့နော်ဒီမှာပြန်ပြီးပွားရတော့မယ်ဆိုတော့ဒီမှာတတိုင်ထိုးခဲ့ပြီဆိုတော့နောက်တတိုင်မှာကျတော့2တိုင်ထိုးမယ်ဒီနေ့3ချိန်ကတတိုင်ပြီးတော့ရင်နောက်ထပ်အဆိုတတိုင်ဝင်ထိုးမယ်နော်2တိုင်ပြီးသွားပြီဆိုရင်3ချိန်ပြီးသွားရင်ဒီအလဲပေါက်မှာကဒီဟာက4ပွင့်ရအမြင့်ဆုံးပဲပေါ့နော်4ပွင့်အများဆုံးပဲပေါ့နော်4ပွင့်ပြီးသွားပြီဆိုတော့ပြန်ပြီးတော့လျှော့တော့မယ်အဲ့တော့3ပွင့်ပြန်ထိုးမယ်ပြီးရင်2ချိန်3ပွင့်3တိုင်နော်3တိုင်ထိုးမယ်ပြီးတော့ရင်3ချိန်အဲဆိုရင်ဒီမှာကပြန်ပွားရမယ်ပေါ့နော်တတိုင်ပြီးသွားပြီဆိုတော့နောက်ထပ်ပြန်ပွားမယ်အဲ့တော့တတိုင်ထိုး2ချိန်တတိုင်ထိုးပြီးရင်3ချိန်ချမယ်ဒီမှာကပြန်လျှော့မယ်ဆိုတော့3တိုင်ပြီးရင်2ချိန်ပြီးရင်3တိုင်နောက်လာဆိုရင်ဒီမဲ့ဒီအဆုံးရောက်သွားပြီဆိုရင်ဒီမဲ့ချားထဲမှာက3နိုင်ချားမှာပေါ့နော်ဒီနေ့3နိုင်ချားပြီးတော့ဒီက3နိုင်မြောက်မှာဝင်ထိုးမှာနောက်ဒီနောက်ဆုံးတိုင်က3ချိန်မြောက်ပေါ့နော်3ချိန်မြောက်မှာတတိုင်းဝင်ပြီးတော့ထိုးမှာနော်ပြီးတော့ရင်အဲ့3ချိန်မြောက်မှာပဲနောက်ထပ်တတိုင်းထပ်ပြီးတော့ဝင်ထိုးမယ်နော်ဒီမှာက2တိုင်ထိုးမယ်အပြီးတော့ရင်ထပ်ပြီးတော့ပွားမယ်အဲ့တော့3ချိန်ထိုးမယ်2တိုင်ဝင်ပြီးတော့ထိုးမယ်နောက်ပြီးတော့ရင်ချိန်3ချိန်ဒီမှာကျတော့ပြန်လျှော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့2တိုင်2တိုင်ထိုး2ချိန်2တိုင်ဒါရင်3ချိန်ဒီမှာကပွားမယ်2တိုင်2ချိန်2တိုင်အဲ့တိုင်လေးထိုးလာခဲ့မှဒီဘက်အဆုံးရောက်တဲ့အထိဒါဆိုရင်ဒီမှာအဆုံးရောက်ပြီပေါ့နော်အဆုံးရောက်ပြီဆိုရင်ဒီ3ချိန်မြောက်မှာဝင်ပြီးတော့ဒီမှာကဘယ်နှတိုင်ထိုးမှလဲဆိုတော့ခါကြတော့2တိုင်3တိုင်ဝင်ထိုးမှာပေါ့နော်ဒီမှာ1နဲ့3တိုင်3တိုင်ထိုးမယ်ပြီးတော့ရင်ချိန်3ချိန်ပြီးရင်ဒီဘက်မှာကဆိုရင်ချိန်3ချိန်ပြီးတော့ရင်ဒီဘက်ကိုလဲမယ်ဒီမှာက4တိုင်ထိုးမှဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီ3ချိန်က1တိုင်ပြီးရင်ဒီပေါက်ထဲမှာပေါ့နော်ဒီပထမဦးဆုံးဒီပေါက်ထဲမှာ3တိုင်ဝင်ထိုးမယ်နော်3တိုင်ဝင်ထိုးမယ်ပြီးတော့ရင်3ချိန်ပြီးတော့ရင်ဒီမှာကကြတော့ short မှာဖြစ်တဲ့အတွက်ကြောင့်မလို့1တိုင်ပဲထိုးရတော့မယ်1တိုင်2ချိန်1တိုင်ပြီးရင်3ချိန်ပြီးရင်ဒီမှာကျတော့ပွားမယ်ဆိုတော့3တိုင်2ချိန်3တိုင်ပြီးရင်
3ချိန်ဒီမှာကကြတော့ပြန်ပြီးတော့ရှော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့တစ်တိုင်း2ချိန်တစ်တိုင်းဆိုရင်အတိုင်းဒီပဲထိုးလာခဲ့မယ်အဆုံးမှာ3ချိန်တက်ပြီးတော့ရင်ဒီ3ချိန်မြောက်မှာဝင်ပြီးတော့ထိုးမယ်နော်သူက4တိုင်းဝင်ထိုးမှာပေါ့နော်1 2 3 4တိုင်းရတော့ဒီနေ့3 4ဆိုရင်ဒီမဲ့4တိုင်းထိုးပြီးသွားပြီဆိုရင်နောက်တိုင်းအကြတော့2 3 4ပြီးတော့5တိုင်းထိုးမယ်ပေါ့နော်အဲ့တော့ချိန်3ချိန်တက်မယ်ပြီးရင်3ချိန်ကတစ်တိုင်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပထမဆုံးပေါက်မှာ4တိုင်းဝင်ပြီးတော့ထိုးမယ်ဒီနေ့3 4ဒီတိုင်းထိုးမယ်ထိုးပြီးသွားပြီဆိုရင်3ချိန်ပြီးတော့ရင်ဒီမှာကျတော့ short မှာဖြစ်တဲ့အတွက်ကြောင့်မလို့တစ်တိုင်းပဲပြီးရင်3ချိန်ဒီမှာကျတော့ပွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့4တိုင်းပြီးရင်2ချိန်4တိုင်း3ချိန်တစ်တိုင်း3ချိန်4တိုင်းအဲ့လိုမျိုးလေးသွားမယ်နော်အဲ့ဒါဆိုရင်နောက်ဆုံးဒီ3ချိန်မြောက်မှာဝင်ပြီးတော့ထိုးလိုက်မယ်ဘယ်နှတိုင်းလဲဆိုတော့5တိုင်းဝင်ထိုးမယ်ထိုးမယ်ချိန်3ချိန်ပြီးရင်ဒီဘက်ကိုလဲမယ်5တိုင်းပြီးရင်ပြန်ပြီးတော့ short တော့မှာပေါ့နော်ပြန်ပြီး short တော့မှာဆိုတော့4တိုင်းဖြစ်မယ်အဲ့တော့ဒီမှာ3တိုင်းဝင်ထိုးမယ်ပြီးရင်3ချိန်ဒီမှာကျတော့ပြန်ပြီးတော့ပွားတော့မှာပေါ့နော်တစ်တိုင်းဖြစ်သွားပြီဆိုတော့ပြန်ပြီးတော့ပွားတော့မှာအဲ့တော့တစ်ချိန်တစ်တိုင်း2ချိန်တစ်တိုင်းเนาะအဲ့ဒါဆိုရင်ပတ်တန်ကအဲ့အတိုင်းပဲပေါ့เนาะအပေါ်ကိုတက်သွားတော့မှာပေါ့เนาะအဲ့ဆိုရင်ဆက်ပြီးတော့ထိုးမပြတော့เนาะတစ်ချက်ပြောပြပေးမယ်ပြီးရဆိုရင်ဒီဥစ္စာလေးကဒီတိုင်းလေးပဲဒီပတ်တန်တိုင်းလေးပဲဆက်ပြီးထိုးသွားတော့မှာပေါ့เนาะဒီမှာဆိုရင်9တိုင်းဆုံးတက်သွားပြီပေါ့เนาะ9တိုင်းဒီမှာကတစ်တိုင်းနဲ့ဆုံးတက်သွားပြီပေါ့เนาะဒီမှာတစ်ချက်ပြမယ်ဒီဟာက5 4 3 2 1ပြီးသွားရင်ပြန်ပွားမယ်2 3 4 5เนาะအဲ့လိုမျိုးလေးဒီဘက်ကကြတော့အဲ့လိုမျိုးလေးပွားသွားမယ်ဒီမှာကတစ်တိုင်းနဲ့စားတဲ့ဟာကြတော့တစ်တိုင်းပြီးတော့1 2 3 4တွက်ကြလေးချီပဲเนาะ4ပြီးရင်ပြန်လျှော့မယ်3 2 1တစ်တိုင်းเนาะအဲ့လိုမျိုးလေးအဲ့တိုင်းလေးပဲပတ်တန်ကအဲ့တိုင်းလေးပဲဆက်ထိုးသွားမယ်ကိုလိုချင်တဲ့အရှိတီထိုးသွားမယ်ပေါ့เนาะပကုံးနဲ့ပဝါဆိုရင်တော့9ဖိခွဲလောက်ပေါ့เนาะ9ဖိခွဲလောက်ဆိုရရင်เนาะပကုံးနဲ့ပဝါ size ဆိုရင်အရှိလေးကကိုလိုချင်တဲ့အတိုင်းထိုးလို့ရတယ်တကယ်လို့ခြုံတဲ့ size ထိုးမယ်ဆိုရင်တော့ဒီအကျယ်ကိုလည်း15လက်မပေါ့နော်73လက်မ15လက်မလောက်ထိုးလို့ရတယ်73လက်မ15လက်မလောက်ထိုးမယ်အရှိကိုလည်းခြုံတယ်ဆိုရင်တော့6ပေကျော်လောက်ပေါ့နော်6ပေလောက်ထိတော့ထိုးကြရပေါ့နော်အရှိကိုလည်း6ပေထိထိုးလို့ရတယ်အဲဆိုရင်ပတ်တန်ကတော့ဒီပတ်တန်တိုင်းလေးပဲသွားရမှာပေါ့နော်ဘေးရဆိုရင်ဒီမဒီဟာကကြတော့ဒီနာကပိုနေတဲ့ဟာလေးပေါ့နော်ပိုနေတဲ့ဟာလေးကိုပိုနေတဲ့ဟာလေးနည်းနည်းတော့တတိထားပြီးဖြတ်ရမယ်ပေါ့နော်တစ်ချက်ကကြီးလေးနဲ့ဖြတ်လိုက်နော်ကကြီးလေးနဲ့ဖြတ်လိုက်ပြီးရင်တခြားထိမ့်ပြီးတော့ဟောလောက်မှာပေါ့နော်ဒီနာလေးမရောက်ခင်ဒီမှာထိမ့်ပြီးတော့ကျိုးကိုဖြီးလာခဲ့မယ်เนาะမဟုတ်ရင်သူကဒီနားရောက်ရင်အကုန်လုံးပြုတ်ထွက်သွားမှာဆိုလို့အိမ်သားလေးမှာကတစ်ချက်ပြန်ပြီးတော့ထုံးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ထိမ့်ပြီးတော့ဖြီးလာခဲ့မယ်ပြီးရင်ဒီနားလေးမှာထုံးလိုက်ပြီးရင်ဒီဟာလေးကတော့ခြီစာလေးတွေအချီလေးနဲ့ချိုးရလေးနဲ့ပေါ့နော်ချိုးရလေးနဲ့ဖြစ်ဖြစ်ဒီနောက်ထဲမှာပေါ့နော်ခြီစာလေးတွေဖွက်ပြီးတော့တင်လာခဲ့လို့ရတယ်